လောက်တာက9ရဲ့အရှိမှာပါဒါပေမဲ့လူအုပ်ကြီးရောက်ကားကအဲ့ရှိတီရောက်အောင်မသွားနိုင်ဘူးပေါ့နော်လမ်းလျှောက်ပြီးတော့သွားရပါတယ်သူတို့ရဲ့ဒီပွဲကိုလာကြည့်တာတွေ့ခဲ့တဲ့လောက်တော့ foreigner တက်သူတို့ local တွေတော်တော်များပါတယ်ကလေးရောလူကြီးရောကြိတ်ကြိတ်တို့ရှင်းပြမှာဆိုတဲ့အပြည့်ပဲပေါ့နော်ကိုရီးယားအဓိကမီးပန်းကြည့်ချင်လို့သွားတာဆိုတော့အစာပိုင်းတရုပ်ပြတာတွေကိုပြင်းပြီးတော့ဖွဲ့လိုက်ဟာတာတွေလိုက်ပြောနေတာအဲ့လိုဟာတာတွေပြောလိုက်ရီလိုက်နဲ့ကြည့်နေရင်မှတနက်တီစပစ်ပါပြီဘာတွေတုံးထားလဲတော့မသိပါနဲ့သူတို့ပြသွားတဲ့တရုပ်ပြတာကတကယ်ဖြစ်နေတယ်လို့ပဲပေါ့နော်စိတ်ဝင်စားဖို့ကောင်းပါတယ်ကြည့်နေရင်လည်းပါတိရောက်ပါလေဆိုတော့ယုံလေးရဲ့ MV နဲ့တူတယ်ဆိုပြီးထပ်ခွေကြပါတယ်လာကြည့်တဲ့သူတွေအပြည့်ပဲမို့အရှိရနေတော့မကြည့်ခဲ့ရဘူးတကယ်တမ်းရှိရကြည့်တဲ့သူတွေဆိုပို့ပြီးတော့ excited ဖြစ်ဖို့ကောင်းပါမယ်နော်ပွဲကိုသူတို့ကဂိုးတာလဲရဲ့အောက်ကရင်ပြင်းရဲ့ပြီးတော့သူ့ရှိရကားလမ်းမရဲ့ပုံမှာပိတ်ပြီးတော့ဒီပွဲကိုကျင်းပတာဖြစ်တယ်ကိုရီးယား firework ကြည့်ကျင်လို့သာလာခဲ့တာပေါ့ဒါတွေလုံးမယ်ဆိုတာလည်းမသိခဲ့ဘူးဒါပေမဲ့သူတို့ local တွေကတော့သိလို့ထင်တယ်အများကြီးပဲလာပြီးတော့ကြည့်ကြတာပေါ့နော်သူတို့တွေဘယ်ချိန်နဲ့အများအစိုးရလာပြီးတော့နေရာဦးထားကြတယ်တော့မသိဘူးအော်လို့ရောက်တဲ့အချိန်မှာအရှိတန်းတွေကလုံးဝအပြည့်ပဲကိုရီးယားကြည့်တာကြည့်တယ်အခွေရမရက်ပို့ပြီးတော့အဲ့လိုဇညွန့်လိုက်ခတ်မှန်းနေကြတာဘုံပေါက်ဖို့ကအချိန်ယူရမှာပေါ့နော်သူတက်ထားတဲ့အချိန်မပြည့်လို့မပေါက်သေးဘူးဒါပေမဲ့စိတ်မရှိဘူးပေါက်စေချင်နေပြီအဲ့ကိုပြလေနောက်ဆုံးတော့တကယ်ပေါက်သွားပါပြီတကယ်ပေါက်သွားတော့လေဘေးကအမမယုံနိုင်ဘူးပေါ့နော်ဒါကတော့နောက်ထပ်တစ်ဖွဲ့ပေါ့နော်မိတက်အကြောင်းမိတက်တဲ့အပိုင်းမှာလည်းသူတို့မိတက်ကားတွေကို show off လုပ်သွားတော်တော်မိုက်ပါတယ်ကားကြီးတွေကအကြီးကြီးတွေနဲ့တုံးသွားတဲ့ပစ္စည်းတော်တော်မိုက်တယ်ပေါ့နော် finally စောင့်နေတဲ့ firework လာပါပြီ firework ကြည့်တာတော့ဟိုအရှိရကြည့်တဲ့သူတွေတက်ကိုယ်တွေလိုအနောက်ဖက်ပေါ့နော်အပေါ်ဘက်ကနေကြည့်တဲ့သူတွေကပို့ပြီးတော့ကြည့်ရတာပိုအဆင်ပြေခဲ့လို့ခံစားရတယ်သူတို့ပြပွဲရဲ့ပိတ်နေတဲ့ဖောက်တဲ့ဒီ firework show ကလည်းခဏလေးမဟုတ်ဘူးနဲ့15မိနစ်ကိုမှအပြည့်တောက်လျှောက်ဇက်တိုက်ဖောက်ပေးသွားတာဆိုတော့ဒီဗီဒီယိုလေးထဲကနေပဲ firework show ကိုအတူတူလိုက်ကြည့်ပြီနော်ရှိုးပြီးတာနဲ့ချက်ချင်းဆိုသလိုပဲဒီဘဝလူအုပ်ကြီးကတော့ဆိုင်ကယ်ထားတဲ့နေရာမှာသွားပြီးတော့တိုးကျိန်နေပါတယ်အဲဒါကြောင့်ဆိုင်ကယ်နဲ့လာမယ်ဆိုမြန်မြန်လေးထွက်ဖို့သတိပေးပါတယ်နော် See you in the next video bye